ကိုရင်လေးတွေဘောလုံးကံပဲညသာစားမယ်ကြည်ညိုတော့မြောက်ပေးတာမဟုတ်ဘူးကိုရင်လေးတစ်ပါးညသာစားတွေ့သွားရင်အော် तू စားလိုက်တဲ့ဟာနဲ့ तू ရွတ်တဲ့သင်းညိုတွေဝင်နေတယ်မတန်ပါဘူး तू စားတဲ့ငပြောသီးတစ်လုံးက तू တစ်နေ့လုံးချက်တဲ့စားနဲ့ချက်ထေလိုက်ရင်မင်းတို့က10ပါးသီလကိုတစ်ခါတည်းရလို့ရ9ပါးသီလတော့မမြဲတဲ့ဒီကိုရင်လေးတွေ10ပါးသီလဒိန်10ပါးတန်10ပါးတေခိယ95ပါးသောရတ14ပါးတိတ်ခါဖို့100လောက်ကိုထမ်းထားပါတယ်ကြည်ညိုတတ်အောင်ပါဆိုငါဒီလိုပြောခဲ့တာမြောက်ပေးတာမဟုတ်ဘူးအဲ့တမေကြီးတွေကကိုရင်လေးကိုဦးသေးတွေကိုမြောက်ပေးတယ်ဘောလုံးဝဲကြည့်မှဘောလုံးဝဲတစ်ခါပဲလာတာအဲ့ဒီတစ်ခါလဲခိုးကြည့်ရတဲ့ခါပါသေးတယ်စာကြဘုန်းကြီးကစောင့်ရင်ဆောင်သေးတယ်နေ့တိုင်းလဲမန်မယူနိုင်ပါဘူးတစ်ခါတရံမှကြုံတဲ့ခါသူတို့ကြည့်တယ်အဲ့ဒီကိုကကြောင်းတစ်ကြောင်းသွားတဲ့ချိန်အဲ့ဒီနေ့ကစနေနေ့ဘောလုံးဝဲလာနေတယ်ဒီကိုရင်ဦးစနေနေ့ဘောလုံးဝဲကြည့်တဲ့ချိန်ကိုတနေ့နာနေတောက်ကြအောင်သေအောင်စာကြက်တာကိုမမြင်တတ်ဖဲနဲ့တရေလေးကိုရင်လေးစာကြည့်တဲ့ရုပ်ရှင်ကြည့်တဲ့အချိန်တည်းမှာဘုန်းကြီးတွေကလည်းကိုရင်လေးစာဘောလုံးဝဲကြည့်မဲ့ကမလုပ်ပါနဲ့မလုပ်ပါနဲ့ဟုတ်ပြီနော်အဲ့တော့ဆတ်တဲ့ဆင်မင်းဆက်ကိုလည်းပြောခဲ့ပြီးပါဆတ်တဲ့ဆင်မင်းရဲ့နှလုံးသားကိုတောင်းတော့ထုံမို့ဆိုကမြားနဲ့ခွန်လိုက်ထုတ်ချင်းပေါက်စိတ်ဆိုးသွားပြီးတော့ငါရန်သူဘိုက်ကလာတာငါရန်သူခွာနဲ့တစ်ခါရှက်လိုက်မယ်လာလေရောလေဆိုတော့တောင်းတော့ထုံမို့ဆိုကမလာပါဗျာကျွန်တော်မျိုးလူမို့ဆိုကျွန်တော်မျိုးဆိုသင်္ကန်းလေးပြလိုက်တော့ဆတ်တဲ့ဆင်မင်းခွာလေးကိုအရဒဇတင်မြင်းကိုမုတ်ဆိုးသည်လူရုပ်မှာငါအသေးနှလုံးကိုမြားနဲ့ပြစ်ပြညားတော့လေအရဒဇသင်္ကန်းကိုခေါင်းပေါ်တင်ရတာဖြစ်အောင်ငါနင်းလိုက်ချီရှိတော့ငါတပ်ပြည့်တဲ့ညင်ကြီးအလကားဖြစ်ကြကြီးရဲ့ခွာလေးနောက်ပြန်ဆိုလိုက်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့တပ်ပြည့်တဲ့ညင်ရဲ့အထောက်ကူဖြစ်မှာဒီသင်္ကန်းလေးကိုတပ်ပြည့်တဲ့ညင်ကိုစုပ်ပန်ထားတဲ့ဆတ်ဆင်မင်းတော်မှာသူ့နှလုံးသားကိုမြားနဲ့ခွင်တာသင်္ကန်းလေးအတွက်နဲ့လက်ရှောင်နိုင်သေးရဲ့ဟုတ်ပြီနော်ကထိန်သင်္ကန်းသွားကပ်ဖို့ရှောက်တယ်ဆွမ်းကပ်ဖို့သွားတဲ့အချိန်ကိုရင်တစ်ပါးဦးစင်တစ်ပါးငပြောသီးစားနေမယ်ထမင်းစားနေမယ်ရုပ်ရှင်ကြည့်နေတာဘာလို့ခွန့်လွတ်တဲ့နှလုံးသားနဲ့မကြည့်နိုင်ရမှာတခြားစီပဲတိတ်ပြောလောက်လည်း